皆さんこんばんは。私နဲ့တူတူအန်ဒရီဆိုမန်တူမဲ့ခေါ်ကိုလေ့လာခဲ့တာဒီနေ့ဆိုရင်3ရက်မြောက်နေ့ဖြစ်သွားပါပြီ။ဒီနေ့လုံးမဲ့ခေါင်းစဉ်လေးကကြတော့ Isukame ဆိုတဲ့9ရက်မြောက်နေ့ကစန်တကူကိုရှိမရှောအဝိရှောကြရအောင်ဆိုတဲ့ခေါင်းစဉ်အောက်ကခိုတိုးပါလေးတွေကို一緒に覚えましょうね。ပထမဦးဆုံးဟာကိုနိ入れて読みましょう。ပေါက်လေးကိုထည့်ပြီးတော့ဖတ်ကြည့်ကြရအောင်ပါတဲ့။ပထမပေါက်လေးမှာပါပေးထားရလဲဆိုရင်သူကစန်တကူမိုနိုကအဝိထေတွေကိုဆိုပြီးတော့ဝိထေတွေကိုဆိုပြီးတော့ပေးထားရဲ့နောက်ကပေါက်လေးမှာမှအောက်ပါခိုတိုးပါလေးတွေကိုထည့်ပြီးတော့ဖတ်ကြည့်ကြရအောင်ပါစန်တကူမိုနိုကဒါမရုအဝိထေတွေကိုစုပုံထားသည်စန်တကူမိုနိုကဒါမရုနောက်တစ်ခုအဝိထေကရေဆိုနေသည်ဆိုရင်ကြတော့စန်တကူမိုနိုကနူရဲတဲရုစန်တကူမိုနိုကနူရဲတဲရုအဝိထေတွေကရေဆိုနေသည်လျှော်ဖို့အတွက်ရေးဆွတ်ထားတာဖြစ်မှာပေါ့နော်။နောက်တစ်ခုစန်တကူမိုနိုကရှိမဲ့တဲ့ရုစန်တကူမိုနိုကရှိမဲ့တဲ့ရုအဝိထေတွေကစိုးထိုင်းနေတယ်။ရေးဆွတ်ထားမှာတော့စိုးထိုင်းပြီပေါ့။အဝိထေတွေကစိုးထိုင်းနေသည်။ဒါကိုယ်တိုင်လောက်ထားတာမဟုတ်ပါဘူး။ကိုမြင်တဲ့အရာကိုပြောတဲ့အတွက်ခြေရိုးရှိဖြစ်ပါတယ်ဒီကပေါက်က။နောက်တစ်ခုစန်တကူမိုနိုကခါဝါခုစန်တကူမိုနိုကခါဝါခုအဝိထေတွေခြောက်နေပြီ။စန်တကူမိုနိုကမာရှိရိုနီရှီယာဂါရုစန်တကူမိုနိုကမာရှိရိုနီရှီယာဂါရုအဝိထေဖြူစင်တောက်ပြောင်သွားပြီအဝိထေဖြူစင်တောက်ပြောင်နေသည်နောက်ထပ်တစ်ခုစန်တကူမိုနိုကိုလို့ပေးထားပါတယ်အဝိထေတွေကိုလို့ပေးထားပါနောက်က box လေးထဲမှာအောက်ကခိုတိုးပါလေးကိုထည့်ပြီးဖတ်ကြည့်ကြရအောင်ပါစန်တကူမိုနိုကိုတာမဲရုစန်တကူမိုနိုကိုတာမဲရုအဝိတွေကိုစုပုံစေသည်အဝိတွေကိုစုပုံစေသည်နောက်တစ်ခုစန်တကူမိုနိုကိုနူရဆုစန်တကူမိုနိုကိုနူရဆုအဝိတွေကိုရေဆွတ်သည်လျှော်ဖို့အတွက်ကိုကအဝိတွေကိုရေဆွတ်လိုက်သည်စန်တကူမိုနိုကိုနူရဆုတာလို့ရှိလေးဖြစ်ပါတယ်စန်တကူမိုနိုကိုဟိုဆုစန်တကူမိုနိုကိုဟိုဆုအဝိတွေကိုအချောက်လှမ်းသည်အဝိတွေကိုအချောက်လှမ်းသည်နောက်တစ်ခုစန်တကူမိုနိုကိုခန်းဆိုးခီတဲ့ခါဝါခါဆုစန်တကူမိုနိုကိုခန်းဆိုးခီတဲ့ခါဝါခါဆုအဝိထေတွေကိုအချောက်ကန်ဆက်ပြီးချောက်အောင်လှုပ်လိုက်သည်နောက်တစ်ခုစန်တကူမိုနိုကိုတာတာမို့ချောက်အောင်လှုပ်ပြီးပြီဆိုတော့ချောက်သွားပြီဆိုတဲ့အတွက်ခောက်တော့မယ်စန်တကူမိုနိုကိုတာတာမို့အဝိထေတွေကိုခောက်သည်じゃあもっと覚えましょうねမှားဆုံးတစ်ခုကကြတော့အဝိကိုညစ်ပေစေသည်အဝိကိုကိုကလှုပ်လိုက်တာအဝိကိုကိုကြောင့်ညစ်ပေသွားသည်ညစ်ပေစေသည်ဆိုလို့ရှိရင်服を汚す服を汚すအဝိကိုညစ်ပေစေသည်ဒါလို့ရှိရင်ဖြစ်ပါတယ်နောက်တစ်ခုအင်ကြီးလက်ကညစ်ပေနေတယ်ဆိုလို့ရှိရင်ဘယ်လိုပြောမလဲဆိုရဲကမာခရိုနီယိုဂိုရဲလူဆိုရဲကမာခရိုနီယိုဂိုရဲလူအင်ကြီးလက်ကမာခရိုနီမဲညစ်ပေနေတယ်လို့ပြောချင်တာပါအင်ကြီးလက်တွေညစ်ပေနေသည်နောက်တစ်ခုယိုဂိုရဲဆိုတာကညစ်ပတ်ခြင်းယိုဂိုရဲဆိုတာကညစ်ပတ်ခြင်းမှာနောင်ပါစက်ပြမုတ်ကိုထည့်သည်ကြတော့စမ်းစာရောဤရဲတို့စမ်းစာရောဤရဲတို့စက်ပြမုတ်ကိုထည့်သည်ဒီနေရာမှာစက်ပြမုတ်ကစမ်းဆိုင်စက်ပြမုတ်ပါနောက်တစ်ခုစွပ်ကိုတိုးပြီးဆိုင်မှာအပ်တယ်ကိုယ့်ရဲ့ဝတ်စုံကိုတိုးပြီးဆိုင်မှာ uniform ကိုတိုးပြီးဆိုင်မှာအပ်ပြီးကြတော့ဘယ်လိုပြောလဲဆိုလို့ရှိရင်スーツをクリーニングに出すスーツをクリーニングに出すစွပ်ကို cleaning ဆိုတာကတိုးပြီးဆိုင်ကိုအပ်တယ်လို့ပြောတာပါနောက်တစ်ခုအကျွေးသေးအဝိရှော်စက်နဲ့လျှော်တယ်ဂျပန်နိုင်ငံမှာပေါ့နော်အကျွေးသေးအဝိရှော်စက်နဲ့လျှော်တာကိုဘယ်လိုပြောလဲဆိုလို့ရှိရင်コインランドリーで洗濯をするコインランドリーで洗濯をするအကျွေးသေးနဲ့အဝိရှော်စက်ဖြင့်လျှော်သည်コインランドリーလို့ခေါ်ပါတယ်နောက်ထပ်ပတ်ဝါကိုနေလန်းသည်ဟိုကြတော့တာဝရကိုဟိုစုတာဝရကိုဟိုစုပတ်ဝါကိုနေလန်းသည်အဝတ်ကိုချိတ်ဆွဲသည်服をするすအဝတ်ကိုချိတ်ဆွဲသည်နောက်တော့ကိုယ့်ရဲ့ရှက်အင်းကြီးအဖြူကိုမီးလိုတိုက်သည်ကိုဘယ်လိုပြောကြမလဲワインシャツをアイロンをかける
와인샷순이 아이론을 가게로 쉐인이 에퓨고 미고 다이디 와인샷순이 아이론을 가게로 어떤거 변시디 어떤가 시와오 노바수 시와오 노바수 어떤거 변시디ကိုယ်ကလောက်လိုက်တာပါတာလို့ရှိလောက်လိုက်တဲ့အတွက်ပြန်သွားသည်ဒီလိုရှိဖြစ်သွားမယ်ရှီဝါကနိုဘီလူရှီဝါကနိုဘီလူအတွန်းကပြန်သွားတယ်ကိုလောက်လိုက်လို့ပြန်သွားတယ်အတွန်းကပြန်သွားတယ်ဒီလိုရှိလေးဖြစ်ပါတယ်နောက်တစ်ခုသုံးမွေးဆွဲတာကကျုံနေတယ်လို့ပြောချင်တယ်လျှော်လိုက်တဲ့အခါမှာသုံးမွေးဆွဲတာကြီးဆိုလို့ရှိရင်ကျုံသွားတယ်အဲ့လိုမျိုးကိုဘယ်လိုပြောလဲဆိုလို့ရှိရင်오르노세다가 지지무 오르노세다가 지지무သုံးမွေးဆက်တာကကျုံနေသည်လို့ပြောတယ်။ကိုကလျှော်လိုက်တဲ့အတွက်ဂျင်းရဲ့အရောင်ကကျွတ်သွားတယ်။အဲ့ဒီအခါမှာဘယ်လိုပြောမလဲဆိုလို့ရှိရင်ဂျင်းဆိုတော့အီရိုကအိုချီလို့ဂျင်းဆိုတော့အီရိုကအိုချီလို့ဂျင်းရဲ့အရောင်ကကျွတ်သွားတယ်။ဂျင်းရဲ့အရောင်ကကျွတ်သွားတယ်ဆိုပြီးတော့ဖြစ်သွားပါမယ်။자終わりまここで終わりましょうね。おやすみなさい。